လူတွေဘာလို့မတိုးတက်နေကြရလဲဘာလို့လဲသိလားအဲ့ဒီအပြောဆိုတွေအပြုအမူတွေအမူအရာတွေကြောင့်စပင်းညက်ဆရာတွေအများစုကငါသိရတဲ့လောက်လက်ရတွေအယံမကွာဘူးရဲ့မကွာဘူးအယံစပင်းညက်ဆရာတယောက်က customer တယောက်ကိုကင်ပေးလိုက်တယ်ဆိုလို့ရှိရင်စပင်းညက်ဆရာကအဲ့လောက်မညံ့ဘူး customer ကမှန်တဲ့ကိုကြည့်နေတဲ့နှထင်ကဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်လုပ်နေတယ်အဲ့ဒါကိုခြုံတယ်ကိုနောက်မှလှည့်ခောက်ပြီးမသိကြအောင်ဆောင်အဲ့ customer ဘာဖြစ်နေတာသိလားမညင်ဘူးလို့ထင်ပြီးစိတ်တိုင်းမကြနေအဲ့ဒါသွားပြီးတော့အခုအစင်မပြေလို့လားထူနေလို့လားပါကျင်သေးလို့လားအခုဘာဖြစ်လို့လဲမေးရကောင်မှမသိဘူးစောက်ချိုးတစ်စက်မှမပြေဘလော့ဆော့ခွဲရဆရာကောင်အဲ့လိုစပင်းညက်ဆရာတွေခွေးဖြစ်တာနဲနေတယ်မင်းတို့ရဲ့အဲ့လိုခွေးတဲ့ပါအောင်မဆိုလို့ငါပြောနေတာအကင်းပါလေလိုက်သိလေကစမစပင်းကိုဆွဲကြည့်နေမဲလေဘာဖြစ်နေရလဲအခုဘာဖြစ်လို့လဲရှည်သေးလို့လားထူသေးလို့လားကျွန်တော်ထပ်ညက်ပေးရမလားဘာလုပ်ပေးရမလဲမဲလေပြန်ထွက်သွားအခုအစင်မပြေရင်ပြန်လာနော်အာမနာနဲ့နော်ပြောကောင်းမှမသိဘူးစပင်းညက်တဲ့တာတခုအလို့ကျွန်တော်ဘာမှသုံးစားလို့မရအဲ့လိုစပင်းညက်စီရတွေအကုန်လုံးလှုပ်သက်နေတဲ့ကြားနာဘာမှသုံးစားလို့မရတဲ့ကောင်တွေဖြစ်တယ်မင်းတို့လည်းအဲ့ထက်ကိုဝင်သွားမှဆိုလို့ပြောနေတာမင်းတို့ကခုမှစပင်းပညာကိုစမှာရှေ့မှာမင်းတို့ရှေ့မှာလမ်းပြန်နေတဲ့ကောင်တွေအများကြီးရှိတယ်အဲ့ဒီလမ်းပြန်နေတဲ့ကောင်တွေကြားတဲ့ကိုခုမှမင်းတို့ကတင်တန်းဆင်းပြီးဝင်တိုးမှာဘယ်လိုလုပ်မလဲကြပြောဝင်လာလဲစောက်ခွက်ကစောက်ချိုးကမပြေဘူးလောက်တာလည်းခုမှစောက်တယ်လို့လွတ်လုံးမယ်ဝင်လာပြီဆိုတော့တကားအစားပြီးပြေးဖွင့်အောင်အခုမင်္ဂလာပါအမမင်္ဂလာပါခင်ဗျအခုရေတောင်းမလားထိုင်မောင်းခင်ဗျညက်မလားအခုညက်နေကြလူရှိလားမရှိလဲအခုဒီမှာထိုင်ပါခင်ဗျအခုဘယ်လိုလေးလိုချင်တာလဲအမဘယ်လိုလေးလိုချင်တာလဲတောက်လျှောက် customer နဲ့က connection ကမိနေရမှာအခုငါပြောရင်တော့မှငါ့ကိုပြန်ပြောကောင်းမလဲဟုတ်ကဲ့လည်းမပြောဘူးဟုတ်ကဲ့ဆရာလိုလည်းမပြောဘူးဘယ်လိုကောင်းနေမှလည်းမသိဘူးမင်းတို့ကောင်းကိုဆရာပြောနေရပဲ earphone နဲ့ဇက်ကိုဖြုတ်လိုက်ပါလားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါလောက်လေတခုမှလည်းပြန်မပြောမင်းငါ့ကိုပြန်ပြောလားဘယ်နှခုပြန်ပြောလဲပြောလားဘာလို့မပြောရလဲတိတ်ဈေးကြီးနေလို့စကားပြောရတာတိတ်တန်ဖို့ရှိနေလို့လားငါဒါတွေဘာလို့အရေးတယူပြောနေရဆိုမနေ့ကညပြောပြမယ်နေမီးမလားတော့စပင်းပညာမင်းတို့မိုးပြန်နေအောင်တက်မင်းတို့ရှေ့မှာလုံးသက်တွေ9နှစ်တွေ10နှစ်တွေ15နှစ်တွေမိုးပြန်တာအများကြီးပဲမြန်မာပြည်မှာငါ့ထက်စပင်းတော်တဲ့စပင်းညက်ဆရာရိုက်တက်လို့မကုန်ဘူးဒါပေမဲ့ငါလောက်ဝင်ငွေကောင်းတဲ့စီးပွားကောင်းတဲ့စပင်းညက်ဆရာရှင်ခေါ်ခဲ့လိုက်အဲ့ဒီစောက်ချိုးတွေကြောင့်ငါအဲ့စောက်ချိုးပြေးတယ်စပင်းပညာတက်တာဘာမှမဟုတ်ဘူးမင်းတို့စပင်းပညာမတက်ရင်တော့စောက်ချိုးပြေတယ်ဆိုရင်ကျွမ်းကျင်တဲ့စပင်းဆရာတွေကိုခေါ်ပြီးစီးပွားရေးလှုပ်ရှားလို့ရတယ်မင်းတို့စပင်းပညာမိုးပြန်နေအောင်တက်စောက်ချိုးမပြေရင်ဘယ်ကောင်မှစောက်လို့ကလုပ်မရဘူးတေအောင်တက်ဘာမှလုပ်လို့မရဘူးလာညတဲ့ customer လေလူလို့နမ်းမလိုက်နိုင်နဲ့လာညတဲ့ customer ကမင်းတို့ပညာဘလောက်တော်မင်းတို့ရဲ့ဝန်ဆောင်မှုစောက်ချိုးမပြေနောက်ခါမလာတော့တောင်မင်းတို့လှုပ်ပေးတာလိုခဲ့ရင်တော့မှစဝင်ကြတဲ့အကိုအမဟုတ်ကဲ့ပါခင်ဗျာအပေးယူလေးကမျှနေဆိုမင်းတို့လှုပ်တာမှားတယ်ဆိုရင်တော့ရညီလေးကိစ္စမရှိဘူးရတဲ့အကိုကိစ္စမရှိဘူးဒါပေမဲ့ customer ကမင်းတို့လှုပ်တာအချိုးမပြေဘူးဆိုတော့သိတယ်ဒါပေမဲ့ကိုယ့်ရဲ့အပြောအဆိုကိုယ့်ရဲ့အပြုအမူကြောင့်ငါတို့လည်း junior ဘွားတက်လာတာငါ junior ဘွားမှာသပင်စညက်တော့ customer ကောင်းညက်တာပြီးကန်ဒီမှာခြုံတယ်မခြုံအောင်မှန်းသိတာခြုံတယ်မပါဘဲနဲ့ညက်နေတာဒါလည်း customer လက်ခံတယ်ဘာဖြစ်လဲဝင်လာကြတဲ့ကိုကြီးညီလေးနဲ့ရှုပ်ဆက်တွေကတ်နေတာတိုင်မင်းကမိနေတာကိုဂျူနီယာဘွားမှာညှက်ခဲ့တဲ့ကောင်းနေအစင်မပြေဘူးသိတယ်ကက်စတမာလည်းသိတယ်ကိုကျွမ်းကျင်လာလို့3-4လလောက်နေတဲ့အချိန်မှာပြန်လာတဲ့အချိန်မှာသူတို့ကတချို့ဆိုဘာပြောလဲအခုမိုက်သွားပြီနော်ဟုတ်ကဲ့အခုကျေးဇူးတင်ပါတယ်နောက်လာတွေပြန်လာနေတယ်ငါလည်းရသိကောင်းလို့မဟုတ်ဘူးဂျူနီယာဘွားဘယ်ကောင်းမှမကောင်းဘယ်ကောင်းမှဂျူနီယာဘွားဆိုတော့ကောင်းတယ်မရှိဘူးအဲ့ဒီမကောင်းတာကိုကက်စတမာကိုငါတို့ဘယ်လိုချုပ်လို့ရမလဲ
customer ကိုမကောင်းတာတွေကိုကိုအပြစ်မမြင်အောင်ဘလို့ပြောမလဲသူနဲ့ကိုနဲ့ဘလို့ connection ရအောင်လုပ်မလဲအဲ့ဒါကိုစဉ်းစားရမှာလူတယောက်ကမကြည်နေဘူးဆိုရင်ကိုယ့်ကိုယ်တွေးထွေးနေတော့မှာဒီကောင်ငါ့ကိုထွေးတာလားမသိဘူးလူတွေရဲ့သဘာဝသူနဲ့ကိုနဲ့ကြည်နေတော့ဓာတ်နဲ့ထိုးပြီးတော့အော်သူခလုတ်တိုက်ပြီးမတော်လို့ထိုးပြီးတာပါလူဆိုတာကြည်လို့ရှိရင်ဘာလို့တော့မကြည်ဘူးဆိုရင်မင်းတို့ဘာလို့လို့မှာအကောင်းမမြင်ဘူးအဲ့တော့ရှေ့မင်းတို့ရှေ့မှာသဘင်ပညာရှင်တွေအများကြီးပဲရိုက်တက်လို့မကုန်မင်းတို့အကုန်ပြုတ်ပြီးတုတ်ဆားသွားလိမ့်မယ်အဲ့တော့သူတို့ကိုမင်းတို့ကြော်လို့ရမှာသူတို့စီရဲ့ customer ကိုမင်းတို့လူလို့ရမှာတခုပဲရှိတာအဲ့ဒါဘာလဲဝန်ဆောင်မှုရှေ့မှာရှိတဲ့သဘင်ညက်စီယာတွေတိတ်တော်ပါရဲ့နဲ့ customer မရနေတာဝင်မကောင်းတာဝန်ဆောင်မှုညံ့နေတာဆောက်ချိုးမပြေနေတာလက်ရဘာမှပြောစရာမလိုဘူးသဘင်ညက်စီယာတယောက်6လဟိုဘက်ဆိုလက်ရချောပြီလက်ရဘာမှမလိုဘူးအဲ့ဒီဝန်ဆောင်မှုလိုနေတာအလိုက်ကန်းဆိုကလည်းမသိ10တန်းကလည်းမအောင်အထူပါလည်းနားမလဲကစမရဲ့ရိတ်ကဲကိုလည်းမသိကစမမျက်နှာအချိုးတစ်ခုခုပြောင်းသွားပြီဆိုရင်ကိုကဖတ်ကနေသိနေရမှာညံ့နေနဲ့ကစမခေါင်းကင်နေရင်တော့မှန်တဲ့ညှက်လိုက်ကမှန်တဲ့ကနေသူမျက်နှာကိုကဲခတ်လိုက်ညှက်လိုက်မှန်တဲ့ကပဲကဲလုံးနေရမှာသူမျက်နှာအချိုးတစ်ခုခုပြောင်းသွားရဆိုရင်တော့ကိုကအလိုက်တတိလေးနဲ့ပြောရမှာမေးရမှာနှစ်ထင်းကဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်လုံးတာတော့မှမသိကြအောင်ဆောင်ပြီးဟိုဘက်ခြုံတယ်လှဲ့ခေါင်ကြည့်ဦးအဲ့ဘက်ကိုလည်းသိတယ်နှစ်ထင်းပို့နေရလဲမြင်တယ်မသိကြအောင်ဆောင်နေရနောက်ခါမလာတော့ဘူးကစမအဲ့တော့ဒီမှာရှိတဲ့သူတွေအကုန်လုံးအခုတစ်ခါပြောတာမယ်တို့မင်းတို့သဘင်နဲ့ပတ်သက်လို့ငါတအား serious မဖြစ်ဘူးငါတအားကြီးမပြောဘူးအေးအဲ့လိုအမူအရာအပုံစံအစင်မပြေတဲ့ပုံစံတစ်ခုတွေ့လိုက်ငါတအားပေါက်ကွဲတာတစ်ခါကြည့်ပြောတာဘာကြောင့်လဲဆိုတော့မင်းတို့ဘဝကိုတိုးတက်အောင်လုပ်ပြီးမှသဘင်ပညာမဟုတ်ဘူးမင်းတို့ဘဝကိုတိုးတက်အောင်လုပ်ပြီးမှမင်းတို့ရဲ့အပြုတ်အမူတွေအပြောအဆိုတွေမင်းတို့ရဲ့မျက်နှာအမူအရာတွေအဲ့ဓာတွေကမင်းတို့ဘဝကိုတိုးတက်အောင်လုပ်ပြီးမဲ့အရာတွေအဲ့ဓာကြီးဆိုငါလုံးဝဆက်ဆက်တိမခံတော့တစ်ခါကြည့်ပြောတာကိုဆရာတင်မယ်စီဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါအကိုဟုတ်ကဲ့ပါအမပြောပါစကားအဲ့တော့မဟုတ်ရင်စကားတစ်လုံးကစောင်းကနေတန်ဖိုးရှိနေလို့ပဲမထွက်နိုင်ဘူးပါစကားမနေ့ကညပြောမယ်ဘာလို့ငါဒီဟာကိုတော့ဒေါသထွက်လဲဆိုမနေ့ကညပြောမယ်